ကဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဒူးရင်းသီးခွဲတာပါဒူးရင်းသီးကိုတီးမလာစီမှာတောင်းဝယ်ခဲ့ရတာဈေးချိုဆုံးဆိုတဲ့4000တန်နေပဲရွေးဝယ်ခဲ့ပါတယ်9လုံးပဲဝယ်ခဲ့ပါတယ်ရှင်သူကတော့ဈေးကတော့4000တန်ဆိုတော့ပေါ်ဆုံးပဲဒါတော့စခွဲချင်းတိတိလေးပဲထွက်လာပါတယ်4000 5000 8000 9000အဲ့လိုမျိုးအစားစားပုံတော့1000ဝယ်အစွမ်းအစားရှိပါတယ်ရှင်ဓမ္မကတော့4000တန်လေးပဲဝယ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့အဲ့4000နဲ့ line မောက်မှာအရန်နေနာမည်ကြီးနေလို့ပေါ့နော်အဲ့ပြန်သိချင်တာနဲ့အဲ့ဒါလေးပဲဝယ်ခဲ့တာပါရှင်ဒီလိုမျိုးလေးစားချင်မှတိချင်းလေးပဲရရဲဆိုပေမဲ့အခုတော့အကြီးတွေထွက်လာပြီပေါ့နော်အရသာကတော့ဒီအကုန်လုံးကတော့ကောင်းပါရှင်ချင်တာလည်းမရှိဘူးပုတ်တာလည်းမရှိဘူးပေါ့နော်ဗမာသီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အစီကတော့သူကတော့နည်းနည်းတော့ကြီးရရှင်နည်းနည်းကြီးပါတယ်ဒီလုံးကတော့စကြင်ခွဲခြင်းလုံးကတော့လုံးဝအဆင်ပြေရပေါ့နော်အမွှာလိုက်လေကြီးပါတယ်ရှင်သူဆိုလို့ဒီလုံးလေးဆိုလေတော်တော်လေးအရသာလေးကောင်းပါတယ်ဒါပေမဲ့ဒုတိယခွဲတဲ့အလုံးလေးကတော့နည်းနည်းလေးတော့စိမ့်နေတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးပထမပိုင်းမှာဟဲ့ဘာဖြစ်လို့လဲဒါကပဲမကောင်းလို့လားစင်မပြေလို့လားဆိုပြီးတော့နည်းနည်းလေးခက်ခဲသွားပါတယ်နောက်ပိုင်းကျတော့ပဲဟဲ့မလို့သူကစိမ့်နေရပါရှင်အဲ့တော့သူကလာထားလိုက်ပါတယ်ကဲနောက်တစ်လုံးကတော့လုံးဝိုင်းဝိုင်းလေးပေါ့နော်စူလေးစစိလေးနဲ့ခွဲလိုက်တော့လုံးဝအမွှာလေးရတယ်လှတယ်ပေါ့နော်ပြီးတော့အဲ့အလုံးကလေ၄လုံးပေါ့နော်၄လုံးထဲမှာအဲ့အလုံးကအရန်အရသာရှိဆုံးတစ်လုံးကတော့စိမ့်နေတော့ထားလိုက်ပါတော့မကောင်းဘူးရှင်လုံးဝအဲ့လုံးဝအရန်ကောင်းတာရှင်ချိုခါလေးမှတော်တော်လေးမှချိုခါလေးအရန်ရတာရှိပါတယ်သူကလည်းလေးမွှားပဲပါပါတယ်တမွှာအညာပြောက်နေပါတယ်နောက်တစ်လုံးကတော့သူကတော့အစီလေးနည်းနည်းလေးတော့ကြီးရပေါ့ရှင်အစီလေးပူပြီးတော့ကြီးအသားနေရပေါ့နော်သူကတော့တော်တော်လေးအစီနည်းနည်းလေးကြီးထက်ကြီးရတယ်ပူပြီးတော့နည်းနည်းပူကြီးပါတယ်ဒီတော့ဒီ4000တန်လေးတွေကတော်တော်လေးကိုလည်းတန်ပါတယ်ရှင်ဒါလေးကဒီစိမ့်နေတဲ့အလုံးလေးကိုခွဲထားတာပေါ့နော်ခွဲကြည့်လိုက်တာသူကနုညာပေါ့နော်နုညာဒါပေမဲ့အရသာလေးကိုစားကြည့်လိုက်တဲ့အခါကျတော့နည်းနည်းထုတ်လေးနဲ့စားလို့ရတယ်ပေါ့ဒါအလုံးပေါင်းဒါ2000မို့ပေါ့2000မို့တော့တယောက်ထဲစားရင်စိုက်စားလို့ရတယ်ရှင်အဝပဲတန်တယ်လို့ပဲပြောရမှာပေါ့ရှင်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်